မင်္ဂလာပါဗုဒ္ဓနဝ channel မှာကြိုဆိုပါရခင်ဗျာဒီလိုဆိုရင်ဗုဒ္ဓဘာသာဟာဒသနပညာရဲ့တစ်ခုပဲလားအဖြေကတော့ဒသနပညာဆိုတာအင်္ဂလိပ်စကားလုံးအရ philosophy ကိုဘာသာပြန်ထားတာပဲဖြစ်ပါတယ်အဘိဓမ္မာဖွင့်ပြချက်ရဆိုရင် philo ဆိုတာချစ်ခင်ခြင်းမေတ္တာကိုဆိုတာဖြစ်ပြီးတော့ sophie ဆိုတာကတော့ပညာရပ်ကိုအဓိပ္ပာယ်ရတာပဲဖြစ်ပါတယ်ဒီတော့ philosophy ဆိုတာပညာကိုချစ်ခင်ခြင်းဒါမှမဟုတ်မေတ္တာနဲ့ပညာလို့အဓိပ္ပာယ်ရပါတယ်ဒီစကားနှလုံးဟာဗုဒ္ဓဘာသာရဲ့အဓိပ္ပာယ်ကိုအပြည့်အဝဖော်ပြနိုင်တာပဲဖြစ်ပါတယ်ဗုဒ္ဓဘာသာတရားဟာတဘာဝတရားကိုကြည်လင်ပြတ်သားစွာကျွန်ုပ်တို့နားလည်နိုင်ရေးအတွက်အပြည့်စုံဉာဏ်ပညာအရေးသွေးကိုတိုးတက်အောင်ကြိုးစားကြဖို့သင်ပေးပါတယ်ပြီးတော့ကျွန်ုပ်တို့ဟာတတ္တဝါအလုံးရဲ့မိတ်ဆွေတဖွဲ့ဖြစ်စေနိုင်ရန်မေတ္တာကရုဏာတရားကိုတိုးပွားအောင်ကြိုးစားဖို့ကိုလည်းသင်ပေးပါတယ်ဒါကြောင့်ဗုဒ္ဓဘာသာကိုအတွေးအမြင်ပညာရပ်တစ်ခုလို့ဆိုခြင်းတော့လေတာမန်အတွေးအမြင်ပညာတစ်မျိုးမဟုတ်ပဲမြင့်မြတ်သောအတွေးအမြင်ပညာ supreme philosophy ပညာရပ်ပဲဖြစ်ပါတယ်